မိုးတဲထန်စွာရွာသွန်းနေတဲ့ညအသက်60အရွယ်ဦးလေးကြီးဦးဘတောင်းဟာသူ့ရဲ့တောဆက်အိမ်လေးထဲမှာတယောက်တည်းထိုင်နေပါတယ်မီးလင်းဘူကထွက်လာတဲ့မီးရောင်ဖြော့ဖြော့ကအခန်းထဲမှာအရိပ်ရောင်တွေကိုကောက်ခုံနေစေတယ်ရုတ်တရက်တကားကိုခပ်ပေါက်ခွာလာကောက်တဲ့အတန်ကြားလိုက်ရတယ်ဦးဘတောင်းတကားကိုဖွင့်ကြည့်လိုက်တော့အသက်20ကျော်လောက်ရှိမဲ့လူငယ်တယောက်ဆူရွဲနေတဲ့ကိုခန္ဓာနဲ့ရက်နေတယ်ဦးလေးကားပြတ်သွားလို့ပါအကူအညီပေးပါဦးလို့သူကတောင်းပန်တယ်ဦးဘတောင်းလည်းသဘောကောင်းသူပြီးသူ့ကိုအထက်ခေါ်ပြီးရေနွေးနွေးလေးတိုက်အဝတ်စားလဲခိုင်းလိုက်တယ်ညစာစားရင်းနဲ့လူငယ်လေးကဦးဘတောင်းကိုမေးတယ်ဦးလေးကဒီတော့အုပ်ထဲမှာတယောက်တည်းနေတာလားကြောက်စရာမကောင်းဘူးလားဒီနေရာမှာလူသက်သမားလွတ်မြောက်နေတယ်ဆိုပြီးသတင်းတွေတက်နေတာကြားမိတယ်ဗျာဦးဘတောင်းကပြုံးလိုက်ပြီးအေးကွာငါကဒီအိမ်မှာနေလာတာနှစ်ပေါင်း40ရှိပြီးဘသူ့ကိုမှမကြောက်ပါဘူးလို့တည်ငြိမ်စွာပြန်ဖြေတယ်လူငယ်လေးကမျက်လုံးဝိုင်းပြီးတကယ်လားဒါဆိုဦးလေးမှာကာကွယ်ဖို့လက်နက်တွေဘာတွေရှိလားလို့ဆက်မေးတယ်ဦးဘတောင်းကမိဖို့ချောင်းဘက်ကိုလက်ညှိုးထိုးပြပြီးရှိတာပေါ့အဲ့ဒီဗီဒီယိုထဲမှာငါရဲ့အမတ်တရတွေတင်ထားတယ်လို့ပြောလိုက်တယ်လူငယ်လေးစိတ်ဝင်စားတဲ့ဗီဒီယိုစီလျှောက်သွားတယ်ဗီဒီယိုတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူ့မျက်နှာပေါ်မှာထိတ်လန့်မှုတွေအပြည့်နဲ့ဖြစ်သွားတယ်ဗီဒီယိုထဲမှာငွေစက်ကူတွေရွှေတွေမဟုတ်ဘူးဓာတ်ပုံပေါင်းများစွာနဲ့သတင်းစာညက်တွေပြည့်နှက်နေတယ်ဓာတ်ပုံတိုင်းမှာပျောက်ဆုံးနေသူများဆိုတဲ့ခေါင်းစဉ်နဲ့လူငယ်တွေရဲ့မျက်နှာပုံတွေပါနေတယ်အောက်ဆုံးမှာတော့သတင်းစာကောင်းကြီးတစ်ပုဒ်ရှိနေတယ်တောဆက်အိမ်မှာလူသက်သမားအသက်60အရွယ်အဖိုးအိုကိုယနေ့ထိရှာမတွေ့သေးလူငယ်လေးနောက်လက်ကြည့်လိုက်တဲ့အချိန်မှာပဲဦးဘတောင်းကမိဖို့ချောင်းတုံးဓာတ်ရှိကြီးကိုကင်ပြီးပြုံးနေတယ်ငါကတယောက်တည်းနေတာမဟုတ်ဘူးကွာငါနဲ့အတူနေချင်တဲ့သူတွေအများကြီးရှိတယ်မင်းလည်းအဲ့ဒီထဲကတယောက်ဖြစ်လာတော့မှာပေါ့ဒီတာဆက်ကလူသက်သမားကီရာဘာတူလဲ